ပညာသက်စရဲအခက်အခဲကရခိုင်မှာကျောင်းမတက်နိုင်သေးတဲ့အရှိတီအမြော်ပရရှိနေပါရယ်အရခတက်တို့ထိန်ရှုံထော်ရရခိုင်ကမြို့နယ်ဒီမှာ2020ခရောက်2020ခနိပညာသက်နိုင်အတွက်ကျောင်းတင်ဖွင့်လိမ့်တန်ကောနီယာဖရိတ်ကလေးပညာသက်စရဲအခက်အခဲတီကောင်ကျောင်းမတက်နိုင်သေးတဲ့အရှိတီအမြော်ပရဟိနေဝဲလို့သိရပါရယ်အလောက်ကန်ရှော့ဘောဗနာကုန်ကြစရိတ်မဲတဲ့နေဝဲအကူပိုင်ကာလမှာအရှိတယောက်ကိုကြောင်းထော်ဖို့အခက်အခဲတီအမြော်ကြီးရှိနေဝဲလို့ဘူးတီတောင်မြို့နယ်ကုံတဲ့ကြေးရွာကကျောင်းသားမိဖတယောက်ကပရိုပါရယ်ရခိုင်ပြည်မှာစိုင်းရီပတိပခတိနဲ့အတူအလောက်ကန်ရှော့ဘောဆော့ကုန်စည်နှုန်းမဲတဲ့စာရီကိုဒေတာခန်တီကခေါ်စေခံနေရပနာတနိတာမိသားစုစောဝဲနေဝဲအတွက်ကိုရုံးကန်နေရတဲ့အတွက်ကောင်ကျဲမာရီနဲ့သသမီပညာရေးပင်ကန်နာတီကိုလူလောင်းအောင်မထောက်ပံ့နိုင်ဖိနေခဲ့ဆိုပါ ULA ထိတ်ရှုပ်ဒေတာတီမှာပညာသင်ခဲ့ဖရိမူလာတဲ့ကျောင်းသားတယောက်ကိုငွေကျဲ3000အလေးတဲ့ကျောင်းသားတယောက်ကိုငွေကျဲ2300တမဲထော်ပြီးကမြို့နယ်အလေးပညာသက်စိတ်ကွာခေါ်မှုစည်းလေးရှိနေဝဲလို့သိရပါတယ်။တစ်ဖက်မှာလေကုန်စည်နှုန်းမတဲရဲ့အတွက်ကောင်မိသားစုစောဝဲနေဝဲရုံကရခဲခဲလာပြီးကပညာဆဲမတန်နိုင်ပေလုပ်ငန်းခွင်တွေကိုဝန်ရောက်လုပ်ကိုင်နေရတဲ့အရှိကြီးလေးရှိနေပါတယ်။လက်ရှိမှာအမျိုးသားတယောက်ဤတနိတာပြည့်မြဝန်ငွေကငွေကျဲ3000အမျိုးသမီးတယောက်ဤတနိတာပြည့်မြဝန်ငွေကငွေကျဲ2300ခန့်ရရှိပြီးကမိသားစု9ယောက်ရှိ၍အိမ်ထောင်စုတစ်ခုမှာတနိတာအသုံးစရိတ်ငွေကျဲ9300ခန့်ကိုမလုံလောက်တဲ့အခရိနေဖိနေပါရယ်ရခိုင်ကနေမင်းအမျိုးစုကိုထိန်ရှုံထားတဲ့အာရခတက်တို့အေးစောအုပ်ချုပ်ရေးရန်တယောက်ကိုတိဆောက်ပြီးကဌာနဆိုင်ရာလုပ်ငန်းတီကိုစနေတကြလေပန်းနေပါရယ်အခရိခိုင်ပညာကျောင်းတီဖွင့်လေးပနာအရှိတိပညာတန်ရုံခဲမဆုံရှုံစီဖို့ကိုပက်နေကလေးစင်ခုံမှုတိရှိနေစေဖိတ်ပြီးကမိသားစုစောဝဲနေရဲ့အကျက်တီတီကမှာအရှိတိပညာဝေးလေးထိခိုက်နေရပါရယ်